ပင်ဖြူရတခါပြန်နေဖို့ဘယ်လောကီလူပညာမတန်းနိုင်စွမ်းသာလောကဓမ္မတာဝေဖေရဲ့မြတ်ကျေးဇူးတွေဝေမေရဲ့မြတ်ကျေးဇူးတွေဆက်လို့မကုန်စပင်ဖြူရတခါပြန်နေဖို့ဘယ်လောကီလူပညာမတန်းနိုင်စွမ်းသာလောကဓမ္မတာဝေဖေရဲ့မြတ်ကျေးဇူးတွေဝေအမေရဲ့မြတ်ကျေးဇူးတွေဆက်လို့မကုန်နာကိုရင်နှွေထွေးတဲ့မြေတာငတ်ခဲ့သူတယောက်မှရှာတဲ့လုံးစားနာလိုက်အောင်မဲ့မိဘနှစ်ပါးတွေ့ရင်တော့ရှိသမျှအားနဲ့လုံးကျွေးမဲ့ယေဆိုရာဆုံးစင်မြေယေဆိုရာဆန်းရုံမရှိတဲ့ပြောပေမဲ့လေစေမရင်ခဏလေးထားလို့လူကြုံရင်ခဏလေးရလို့အမြင်ပုံနိုင်ရဲ့တရားဓမ္မပွဲဝိုင်းလို့ရဲ့အရာတိုင်းမှာပြည့်စုံစွာထားနိုင်မို့ရာတာကြိုးစားမှာအမေရွာကိုနောက်ဆုံးမသွားခင်တရားရွှေရအောင်ငြိမ်းချမ်းမှုရသွားစေတန်တရားမှာဆွေမျိုးဆိုင်ရင်လူမရဲ့ကောင်းမျိုးကြီးပဲဘဝပြင်နေရဲ့ဆိုင်ရင်မှန်တမ်းမို့ကြည့်သမို့ဆိုင်ရင်အားကြောင်းရခဲ့သမို့ကတော့ခံမလို့တရားဓမ္မပွဲကြကဝဲအရာတိုင်းမှာပြည့်စုံစွာထားနိုင်မို့ရာတာကြိုးစားမှာအဖေရွာကိုနောက်ဆုံးမသွားခင်တရားရွှေရိပ်အောင်ငြိမ်းချမ်းမှုရသွားစေကိုရင်ငွေနှွေထွေးတဲ့မြေတာငတ်ခဲ့သူတယောက်မှရှာတဲ့လုံစားနာလိုက်အောင်မဲ့မိဘနှစ်ပါးတွေ့ရင်တော့ရှိသမျှအားနဲ့လုံးကျွေးမဲ့လို့ယေဆိုရာဆုံးစင်မြေယေဆိုရာဆန်းရုံမရှိတဲ့ပြောပေမဲ့လေခဏလေးတားလို့လူကြုံရင်ခဏလေးရလို့အမြင်ပုံနိုင်ရဲ့စပင်ဖြူရတခါပြန်နေဖို့ဘယ်လောကီလူပညာမတန်းနိုင်စွမ်းသာလောကဓမ္မတာဝေဖေရဲ့မြတ်ကျေးဇူးတွေဝေအမေရဲ့မြတ်ကျေးဇူးတွေဆက်လို့မကုန်လောကဓမ္မတာဝေဖေရဲ့မြတ်ကျေးဇူးတွေဝေအမေရဲ့မြတ်ကျေးဇူးတွေဆက်လို့မကုန်ဘူး